Hello အားလုံးမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့Cop Server ဖြစ်ပါတယ်ခင်ဗျာ Cop Server မှာဒီမှာကျွန်တော်ရဲ့တငယ်ချင်းဆိုင်ဖွင့်ထားပါတယ်ခင်ဗျာမြန်မာပြည်ကလာပြီးတော့ဒီပေါ့နော်ဒီအဖြူစားစရာတွေပေါ့နော်အနောက်တိုင်းနိုင်ငံစားစရာတွေဖွင့်ထားပါတယ်ခင်ဗျာအဲ့ဒါဆိုင်နာမည်ကတော့ Brazo လို့ခေါ်ပါတယ်ခင်ဗျာ Brazo Restaurant Cafe and Dine in Takeaway လို့ခေါ်ပါတယ်ခင်ဗျာဒီမှာမီးရောင်ရှိတယ်ဆိုဟိုဘက်မှာကျတော့ Wind Thai Kitchen ရှိပါတယ်ဒီကတော့ Cop Server မျိုးဖြစ်ပါတယ်ခင်ဗျာအဲ့ဒါဆိုတော့ဒီဘက်ကိုရောက်ခဲ့လို့ရှိရင်တော့လာလေကြပါခင်ဗျာဆိုင်ဖြစ်ပါတယ်ခင်ဗျာဘယ်ချက်ဖြစ်ပါတယ်စားစရာနေရန်ကောင်းပါတယ်ခင်ဗျာTeriyaki chicken နေပါလိမ့်ဖွင့်ပါတယ်ဆိုတော့စားစရာတော်များတဲ့ဟာနေရပါတယ်ခင်ဗျာအားလုံးနော်ဆိုတော့ကြပါရောက်လာလို့ရှိရင်လာခဲ့ပါခင်ဗျာအားလုံး thank you ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုကတော့ဒါကျွန်တော်တို့ရဲ့ပေါ့နော်ဟိုတငယ်ချင်းဆိုင်ပေါ့နော်ဒါမဆွေဆွေနော်မဆွေချင်းကိုမျိုးချစ်နဲ့မဆွေချင်းရဲ့ဆိုင်ပါခင်ဗျာဩစတြေးလျနိုင်ငံမှာ New South Wales Cop Server မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဝါကာနေလာလဲပါတယ်ဒါကျွန်တော်အမျိုးသမီးနဲ့ကလေး2ယောက်နဲ့လူတော်ကတော့ချက်ကျွေးပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်အောင်မြင်မှုနဲ့အများကြီးရပါစေခင်ဗျာဆုတောင်းပေးလိုက်ပါလေဘေးဒီစားစရာလည်းအရန်စားလို့ကောင်းပါတယ်ခင်ဗျာဒီမှာဈေးလည်းမကြီးပါဘူးခင်ဗျာဒီ Cop Server မြို့လေးကလည်းအရန်လာလေဖို့အရန်ကောင်းတဲ့မြို့လေးဖြစ်ပါတယ်ခင်ဗျာဒီဘက်ကိုရောက်ခဲ့လို့ရှိရင်ဒီဆိုင်နာလာဖြစ်အောင်လာခဲ့ပါခင်ဗျာလာပြီးတော့အားပေးကြပါခင်ဗျာโอเคအားလုံးကိုကျေးဇူးတင်ပါတယ် bye bye ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့ Cop Server ဖြစ်ပါတယ်ခင်ဗျာ Cop Server Jetty Beach လို့ခေါ်ပါတယ်ခင်ဗျာ Cop Server မှာအလားဆုံးနဲ့အကောင်းဆုံးတွေအများကြီးထဲကပင်လယ်ကမ်းခြေလေးတစ်ခုပါပဲခင်ဗျာဒါကတော့ညဘက်ချမ်းလေးပေါ့နော်ညဘက်ချမ်းစီးစိမ်လေးပေါ့ညလေတော့လာပြီးကလေးနဲ့ရေကူးကြတယ်ဒီမှာဒီအောက်မှာဒီဘက်အောက်မှာမြင်နေတဲ့နေရာမှာကလေးရေကူးတယ်ရေကတိတ်မနဲ့ဘူးရေကြည်တယ်လိုင်းလည်းမကြည့်ဘူးဆိုတော့အရင်ကောင်းပါတယ်အခုတော့ဒီမှာကျွန်တော်မိသားစုနေလမ်းလျှောက်ကြပါတယ်ကြပါတော့ quick လမ်းလျှောက်ကြပါလားခင်ဗျာเนี่ยဒါကအရင်လာပါတယ်ဟိုမှာချိန်မှာသွားနေတာကကျွန်တော်ရဲ့ဇနီးနဲ့ကျွန်တော်ရဲ့သမီးလေးဖြစ်ပါတယ်ခင်ဗျာသမီးလေးပြီးလာပြီ Hello you yeah Akko come look Akko come look be careful no running too much yeahเป็นไรตังလေးတွေကိုနားထောင်ကြည့်ပါခင်ဗျာရီလိုင်းလေးနဲ့ကန်းချီပေါ်ကိုတက်လာတာတလန်းချင်းအမတမငင်းချမ်းတဲ့အတန်လေးဖြစ်ပါလားခင်ဗျာအတူတူပါပဲညဘက်နေတဲ့ဒါကတော့ Cop Server ဖြစ်ပါတယ်ညီမ Cop Harbour New South Wales ထဲမှာ Sydney မြို့နဲ့6နာရီ Brisbane မြို့နဲ့3နာရီခွဲလောက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်သမီးလေးပြေးနေပါတယ်ခင်ဗျာNaomi where are we going we go there Gabriel quick
Come on ငါးနဲ့တော့ချောင်းကြည့်ရအောင်ဟိုအောက်မှာငါးများတဲ့လူတွေရှိတယ် Hey မလောက်ပါနဲ့သမီးရဲ့ပေပေရေမကူးချင်ဘူးအော်မိမငါးနေအများကြီးပဲ Gabriel there's a big fish here come yeah a lot of them That's why a lot of people come and fishing here. There. Yeah. Have you seen? Yeah, you see them. About 25. I see some over there. Yeah, we try to look the bigger fish, yeah, like shark. Come on. My tummy feels so light. Your tummy feel good now? Yeah. Yeah, good. See, Daddy told you. Any more fish? Yeah. Just keep on looking. We will see bigger fish. Look where the light, Small fish. where the light, so we can see the fish clearly. Come. Two buckets. But they're Yeah. catching for bait. Come. Can we just go downstairs? But not. But Dad. Say cheese. Smile. Hey, Ababe, kiss. Mwah. Mwah. Smile. 1, 2, 3, smile. Yes.